2026 ခုနှစ်ဇန်နဝါရီလ18ရက်တနင်္ဂနွေနေ့တင်အခုဒီတန်ကိုကြားနေရပြီဆိုရင်ဂုဏ်ယူပါတယ်တင်ဟာကံကောင်းခြင်းတွေစက်တိုက်ဝင်လာတော့မဲ့လူနည်းစုထဲမှာပါဝင်သွားပါပြီဒီနေ့ဟာတာမန်တနင်္ဂနွေနေ့တရက်မဟုတ်ပဲတင်ဘဝရဲ့ကန်ဆိုးတွေကိုပြီးတိုင်ဖယ်ရှားပေးမဲ့နေမင်းကြီးရဲ့စွာအပြည့်အဝဆုံးနေ့တစ်နေ့ဖြစ်ပါတယ်တတိထားဖို့ပြောပြရစီအကယ်၍တင်ကဒီဗီဒီယိုကိုမငင်းကြအောင်ဆောင်ပြီးကြော်သွားမယ်ဆိုရင်တော့မနက်ဖြန်တနင်္လာနေ့ကစပြီးတစ်လုပ်ငန်းခွင်မှာစိတ်ဖိစီးစရာတွေကြုံရနိုင်တယ်လို့မိသားစုရေးရမှာလဲစင်မပြေမှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်ဒီဗီဒီယိုကိုကြော်သွားတာနဲ့ကံကောင်းခြင်းတကားကိုတင်ကိုယ်တိုင်ပိတ်လိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်ဒါပေမဲ့တင်ကသာဒီဗီဒီယိုကိုတငယ်ချင်းတယောက်ဒါမှမဟုတ်ကိုချီရတဲ့သူစီ share ပေးပြီးကောင်းသောစေတနာကိုဖြန့်ဝေမယ်ဆိုရင်တော့လာမယ့်24နာရီအတွင်းမှာတင်ဘဝကိုတစ်စစ်ချူပြောင်းလဲစေမဲ့ဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံရရှိပါလိမ့်မယ်တင်စီကိုဝင်လာမဲ့ငွေပမာဏဟာတင်ထင်မဲ့ထားတာထက်အများကြီးပိုပါလိမ့်မယ်တင်ပတ်စံအိတ်ဟာဘယ်တော့မှ6ကတ်မနေတော့ပါဘူးတင်သိတဲ့စိန်ညော်လင့်နေတဲ့အခြေအေးကန်တို့မဟုတ်အိမ်မက်တစ်ခုဒီဘက်ထဲမှာပဲလက်တွေ့ဖြစ်လာတော့မှာပါဒီစွမ်းရင်ကိုလက်ခံရယူဖို့အတွက်ကိုမက်မှာကျုပ်အစင်သစ်ဖြစ်ပါပြီလို့ရေးပြီးနှလုံးသားထဲကနေယုံကြည်စွာဆူတောင်းလိုက်ပါ